မန္တလေးမြင်းကြီးဖြစ်ပေါ်ခဲ့ပြီးနောက်ရေလောင်တမန်များရဲ့ကြန့်ခိုင်မှုနဲ့ဘေးကင်းလုံခြုံရေးအတွက်စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနဆယ်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှပညာရှင်များကကွင်းဆင်းစစ်ဆေးခြင်းနဲ့တမန်ကိုယ်ရဲ့ထိခိုက်မှုရှိမရှိဘူမိယူပါစမ်းသပ်ဆက်ဖြင့်တိုင်းတာစစ်ဆေးခြင်းများကိုဆောင်ရွက်ခဲ့ပြီးလိုအပ်တဲ့ပြင်ဆင်မှုမှန်မှုတွေကိုဦးစားပေးလုပ်ငန်းအလိုက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဒီကနေ့မနက်ပိုင်းမှာစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းနောင်လေးဒုတိယဝန်ကြီးဦးဘိုကျော်နဲ့တူဇေယျသီရိမြို့နယ်ရှိပေါင်းလောင်းရေလောင်တမန်တို့တွားရောက်ပြီးတမန်အတွင်းရေတိုးလောင်ထားရှိမှုတမန်ကြန့်ခိုင်မှုနဲ့ရေပိုလွဲတို့ကိုကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကငရင်တန်ကြောင့်တမန်ထိပ်မျက်နှာပြင်မှာအနက်3ပေခွဲခန့်ရှိအလျားလိုက်အကြောင်းများဖြစ်ပေါ်ခဲ့မှုအားအသေးစိတ်စစ်ဆေးချက်အရတမန်ဘေကင်းလုံခြုံရေးပေါ်တက်ရောက်မှုမရှိတဲ့အခြေအနေနဲ့အဲ့ဒီအကြောင်းများကိုမြေတိရုပ်ဖြည့်သွင်းပြုပြင်ပြည်စည်းမှုအခြေအနေများကိုရှင်းလင်းတင်ပြကြပါတယ်။တင်ပြချက်တွေပေါ်ပြည်ထောင်စုဝန်ကြီးကမမျှော်မှန်းနိုင်တဲ့တဘာဝဘေးဖြစ်ပေါ်လာရင်တမန်များရဲ့ဘေကင်းလုံခြုံမှုကိုကာကွယ်ထိန်းသိမ်းနိုင်ရေးကြိုတင်တွက်ဆထားဖို့လိုအပ်ကြောင်းရေပိုလဲပြုပြင်မှုကိုခွင့်ပြုရန်မုံငွေနဲ့လုပ်ငန်းများအပိုင်းလိုက်ဆောင်ရွက်ဖို့နဲ့အရေးအသွေးစံချိန်စံညွှန်းပြည့်မီစွာဆောင်ရွက်သွားဖို့တာဝန်ရှိသူများအားဆွေးနွေးမှာကြားပါတယ်။ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးဟာပေါင်းလောင်းရေလွှဲဆယ်အဝေးရဆယ်အားထိရှုစစ်ဆေးပြီးရေလွှဲဆယ်ကြန့်ခိုင်ရေးစိုက်ပျိုးရေးပေးဝေတဲ့ပင်မမြောင်းပေါင်များရဲ့ခန္ဓာဝန်အရရေလွှတ်ပေးရမယ့်အနေအထားများနဲ့ရေတောက်စနစ်တွင်ရှိစိုက်ဧရိယာများရဲ့တည်တဲ့စွမ်းအားမြင့်တင်နိုင်ရေးဆိုင်ရာများကိုတာဝန်ရှိသူများအားဆွေးနွေးမှာကြားပါတယ်။အဲဒီကမှတဆင့်ပြည်ထောင်စုဝန်ကြီးနဲ့ဖွဲ့ဟာကျောင်းမငယ်ဆယ်ရီတောက်လေဝေးမြို့နယ်သစ်စိန်ပင်ကျေးရွာအုပ်စုစနစ်ကျလဲမြေမှာဌာနဆိုင်ရာများတောင်သူများနဲ့တွေ့ဆုံရာဆယ်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတာဝန်ရှိသူကငရင်ကြောင့်ချောင်းမငယ်ဆယ်ရီတောက်စနစ်တွင်ရှိတူးမြောင်းအဆောက်အအုံများထိခိုက်ပျက်စီးခဲ့မှုနဲ့အဆင့်လိုက်ပြုပြင်နေမှုနှွေစပါးစိုက်ချိန်အမီရေပေးဝေမဲ့အခြေအနေများကိုရှင်းလင်းတင်ပြမှုပေါ်ပြည်ထောင်စုဝန်ကြီးကလာမယ့်မိုးစပါးရာသီမှာအောင်နိုင်တိုးစပါးမျိုးစိုက်ပျိုးသွားကြဖို့နဲ့ထွက်ရှိလာတဲ့စပါးများဝယ်ယူမဲ့စံဆက်လုပ်ငန်းရှင်များနဲ့ချိတ်ဆက်ဆောင်ရွက်ပေးမဲ့အစီအမံများကိုရှင်းလင်းပြောကြားပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့ဖွဲ့ဟာဒက္ခိဏသီရိမြို့နယ်ရန်အောင်မြင်စေတို့တွားရောက်ပြီးပြင်းထန်ငရင်တန်းကြောင့်ကုန်းကျောတမန်အမှတ်3ရဲ့ကံရည်ပြည့်မှတ်အထက်မှာထိခိုက်ပျက်စီးမှုနဲ့ပင်မတမန်ကိုယ်တည်းကြန့်ခိုင်မှုစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးထိခိုက်ပျက်စီးခဲ့တဲ့အပိုင်းအားဖယ်ရှားရှင်းလင်းကတမန်ဖိုးဖို့တင့်တော်တဲ့မြေမျိုးစားဖြင့်မြေသားပြန်လည်ဖို့ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်ဖို့နဲ့ရေထုတ်လမ်းကြောင်းတစ်လျှောက်အားရေစည်းရေလာကောင်းဝင်ပြီးတင်းနှံစိုက်ခင်းများမှာအသုံးချနိုင်ရေးတာဝန်ရှိသူများအားဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။